တရားရှိနေတဲ့သူဟာဘာမှကြောက်ဖို့မလိုဘူးလောကမှာအားကိုးစရာအကောင်းဆုံးဟာတရားတစ်မျိုးပဲရှိတယ်တရားအလုပ်ကိုတောင်တရားအလုပ်နဲ့တူအောင်လုပ်တရားကလည်းကိုယ့်ရဲ့ဘဝကိုအခက်အခဲအကျက်အတေးအလုံးကိုပြေလည်အောင်အကုန်ဖြည့်ရှင်းပေးလိမ့်မယ်မိဘအရင်ကတော့ဖြည့်ရှင်းမပေးနိုင်တဲ့အရာအလုံးကိုတရားကအကုန်ဖြည့်ရှင်းပေးလိမ့်မယ်ကိုယ်တန်တမ်းမှာတရားစွမ်းအားရှင်းကျက်မြင်မာလာပြီဆိုရင်တရားမှာငါးပါးကြောက်ဖို့လိုသေးလေလို့ကျုံးဝါရဲလောက်အောင်ရဲရင်လာလိမ့်မယ်တရားစွမ်းအားရှိထားသူအတွက်ဘာမှတွေးပြီးကြောက်စရာမလိုတော့ဘူးကျေးဇူးတော်ရှင်တိပိတကရောစရာတော်ဖရာကြီးဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိန်လွှာအဖွဲ့သားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့မျှဝေလိုက်ပါရရှင်